အားဆိုရင်အပေါ်မှာသင်ခဲ့တဲ့ပထမဗီဒီယိုတွေကမသိရရှင်တော့သွားပြီးကြည့်ပေါ့နော်ပြီးတော့အားဆိုတော့ဒီနေ့ကကြတော့အကျယ်တော့ပြန်မပြောတော့ဘူးအဲ့မှာသင်ခဲ့တဲ့ဒီဟန်ဂျာကာရက်တာလေးကိုပြန်ပြီးတော့ပွားမယ်ပေါ့နော်ကဲအဲ့တော့ဆူမူနော်ရေဆိုတဲ့ဟာနဲ့ပွားမယ်ကဲအဲ့တော့ပထမအဆုံးအနေနဲ့ပထမမီနင်းလေးကိုခေါ်ထားတယ်ဒီယိုဆူအဲ့တော့ဘာဖြစ်သွားမှာလဲဒါဆိုရင်တောက်เสียဖြစ်သွားမယ်နော်တောက်เสียဖြစ်သွားမယ်နောက်တစ်ခုကဟုံးဆူဒါဆိုရင်ရေလွှမ်းမိုးခြင်းဖြစ်သွားမယ်နောက်တစ်ခုဆူရှိမယ်ယောင်ရှိမယ်ဆူယောင်ရေကူးခြင်းဖြစ်သွားမယ်ဆူရှိမယ်ဒိုရှိမယ်ဒါဆိုရင်ရေပိုက်လိုင်းဖြစ်သွားမယ်အခုကကြတော့ဒီရက်တရှိခဲ့တယ်ဟုတ်တယ်မလားအဲ့မှာဆူယိုအေးဆိုတာကကြတော့ဟုတ်တယ်ဟုနေဖြစ်သွားမယ်เนาะအဲ့တော့ဆူနဲ့ပတ်သက်တာလေးတွေကိုဒီမှာပြပြထားတယ်ညိုဆူဟုံးဆူဆူယောင်ဆူဒိုဆူယိုအေးအဲ့တော့ဒုတိယတစ်ခုအနေနဲ့ကဗီဒီယိုကတိုသေးတော့ခွာဘူးဆိုတာလေးကိုထပ်ပြီးတော့ပွားကြည့်ကြမယ်ပေါ့နော်အဲ့တော့ဒါလေးကမီးဆိုတဲ့အဓိပ္ပာယ်เนาะအဲ့တော့ဒီမှာအတွေ့များတဲ့ဟာလောက်လေးပဲလုပ်ပြထားတယ်ပေါ့နော်ခွာကိုဒီမှာခွာကျဲဒါဆိုရင်မီးလောင်ခြင်းဖြစ်မယ်ခွာကျဲကိုမှဆိုခွာဖြစ်သွားမယ်ဆိုရင်တော့ဒါကမီးငိမ့်ခြင်းဖြစ်သွားမယ်ဆိုခွာကိုမှဘာလဲလုပ်လဲဆိုတော့ဆိုခွာကီမီးတက်စေးနဲ့ဟုတ်တယ်ဒီလိုမျိုးပေါ့เนาะအဲ့ဒါဆိုရင်ဒီနေ့ကခွာပေါ့နော်အဲ့တော့ဆူမူလ်ခွာဘူးပေါ့နော်အဲ့ဒီနှစ်ခုအရင်လောက်ထားမယ်နော်